OCP ဆိုတာဒီ overcurrent နော် current တွေအလွန်ကျွံဖြစ်သွားတာကို protect လုပ်တာ OCP နော် overcurrent protection OBP ကြတော့ overbore protection ဆိုတာကျွန်တော်တို့ bore တွေဟိုအများကြီးကိုထွက်လာတော့ကာကွယ်ပေးတာဒီထဲကစာတွေကတော့ဒီ user manual မှာကြည့်ရင်ဟိုအကုန်လုံးပါတယ်နော် user manual မှာအကုန်လုံးပါတယ် cable တွေကိုဒီကြိုးတွေကိုဒီ bore တွေထွက်လာအောင်ဘယ်လိုလုပ်မလဲဆိုတော့ဒီမှာပါလဲဆိုတော့ on off လုပ်ပါတယ် on off ဆိုတာကဒီဟာကိုဒီလို off ထားတဲ့အနေထားမှာဒါကိုကျွန်တော်တို့တော့ပူးထားလဲပြဿနာမရှိဘူးဘာမှမဖြစ်ဘူးဘာလို့တော့သူကိုယ်တိုင်က power ထုတ်မပေးသေးတဲ့အတွက်ဘိုးမထုတ်ပေးသေးတဲ့အတွက်သူကိုယ်တိုင်ဘိုးထုတ်ဖို့အတွက်ကိုဒီ on off clock လေးကိုကျွန်တော်တို့တစ်ချက်နှိပ်လိုက်မယ်ဆိုရင်ဒီဘိုးကပြိုရောက်လာပြီเนาะဒီဘိုးကကျွန်တော်တို့ဒီအနီနဲ့ကိုကျွန်တော်တို့ရောက်လာပြီ sunshine power cable လေးရတယ်မီးလင်းလာပြီเนาะမီးလင်းလာပြီဆိုတော့ကျွန်တော်ဒီ on off clock လေးကိုပြန်နှိပ်ကြည့်လိုက်ဒါဆိုရင်ကျွန်တော်တို့ဒီနေထားမှာကျွန်တော်တို့မီတာတိုင်းကြည့်လိုက်မယ်ဒါကျွန်တော် on off clock မှာ off ပဲ off ထားသေးတယ်မ on သေးဘူးเนาะ20 volt မှာထားမယ်ကျွန်တော်တိုင်းတာ 4.2 ပဲရှိတဲ့အတွက်ကျွန်တော်20 volt မှာထားမယ်နီအနက်ကျွန်တော်တို့ချိန်ကြည့်လိုက်တော့ ampere ထွက်မလာဘူးเนาะ output ကိုထုတ်ပေးလိုက်ပြီဆိုတာနဲ့ကျွန်တော်ပြောတဲ့ဒီအနီနဲ့ clock မှာ ampere ဆွဲသွားပြီ okay เนาะ 4.2 ဒါဆိုရင်ဒီနေထားမှာကျွန်တော်တို့က 4.2 volt ရောက်လာတဲ့ဖြစ်တဲ့အတွက်ကျွန်တော်တို့ဖုန်းတစ်လုံးကိုဘက်ထရီတစ်လုံးမျိုး power နှိုးလို့ရပြီ